ညံ့ညံ့လူတွေကငုတ်တုတ်ထိုင်ပြီးပြီဆိုရင်သူများအကြောင်းစဉ်းစားတယ်တော်ထက်တဲ့လူတွေကထိုင်လိုက်တာနဲ့သူများအကြောင်းမစဉ်းစားဘူး idea အကြောင်းပဲစဉ်းစားတယ်ကျွန်တော်ဒီအလုပ်ကိုတိတဲ့ကောင်းအောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားကြတယ်ဒီတိုင်းပဲလောကဓာတ်နဲ့ကြုံပြီဆိုလို့ရှိရင်ဆိုင်ရမယ့်အချက်တွေကိုကျွန်တော်စက်ကူလေးတချင်းစက်ကူလေးဝေထားတယ်ရိုက်ကိုစီမှာရှိမယ်ထင်တယ်ကျွန်တော်အမြင်ပြောရရင်ကျွန်တော်တို့ရဲ့ရင့်ကျက်မှုပေါ်မူတည်တယ်ဗျကျွန်တော်တို့လည်းတပနာတစ်ခုဖြစ်ရင်အပြစ်ဘက်ကိုတွေးတာကျွန်တော်တို့အတွေ့အကြုံနည်းတော့ဒါကြောင့်မလို့အသက်အရွယ်အတွေ့အကြုံနဲ့ဆိုင်နေကိုဖတ်တဲ့စာနဲ့ဆိုင်နေကိုပေါင်းတဲ့အပေါင်းအသင်းနဲ့ဆိုင်နေငယ်တော့ကတော့အသက်ရှည်ခြင်းအသက်တူခြင်းကိုသိနာမယ်လို့ကျွန်တော်အခုအသက်ရှည်ခြင်းတယ်ဘာကြောင့်လဲဆိုတော့အသက်ရှည်တော့အသိဉာဏ်များကြီးကျွန်တော်ရလိုက်တဲ့အတွက်အဲ့ဒီအသိဉာဏ်ရတာလူ့ဘဝပဲရနိုင်တာလေဟိုတော့အပြစ်မြင်တတ်တယ်အပြစ်မြင်တဲ့သူနဲ့တွေ့ရင်သူ့ကိုကအပြစ်မတင်မိပါစေနဲ့ရေးတဲ့သူကိုယ်တိုင်ကဒီလိုပေါ့သင်္ကန်းစာမယူတတ်တဲ့သူတွေကိုအပြစ်တင်နေတဲ့သဘောလေးဖြစ်နေတယ်ကျွန်တော်တို့ကအဲ့လိုလူတွေများတယ်ဒါကျွန်တော်တို့ကတခုဖြစ်ရင်တချို့ကိစ္စကဘာမှမပြောဘဲနေတာလေဆုံးမတာနဲ့အတူတူပဲတိတ်ပြောလို့မရရင်မပြောပါနဲ့ဟိုပန်းကလေးတစ်ပွင့်ကိုဒီတိုင်းပဲကြည့်နေလိုက်ပါသူကသူပြီးသွားပါလိမ့်မယ်တခါတည်းဘဝဆုံးမတာပိုကောင်းပါတယ်လူတော်များများဒီနေ့ခေတ်ဆိုပို့ဆိုတာပေါ့ Facebook တွေပေါ်လာတော့ Facebook ထဲမှာဆရာကြီးတွေကြီးပဲအားလုံးမနေ့မိုးလင်းလာတယ်လောကကြီးကိုသွားဆဆုံးမတော့တာပဲဒါမှမဟုတ်သူတို့လည်းအပြစ်မမြင်တော့ဘူးဒါပေမဲ့လူဘဝရာခဲတယ်လို့ပြောတယ်ဘဝအချိန်နဲ့တိဆောက်ထားတယ်လို့ပြောတယ်အချိန်ဖြုံးတာဘဝကိုဖျက်ဆီးတာနဲ့အတူတူပဲဆိုရင်ကျွန်တော်တို့တန်ဖိုးရှိအောင်အချိန်တွေသုံးပါပေါ့ဘယ်လိုနေပါဘယ်လိုထိုင်ပါလို့တော့ကျွန်တော်မပြောလို့သို့တော့ကိုယ့်ဘဝမှာရှိတဲ့သင်ခန်းစာတွေကိုကိုတော့တဲ့အချက်အပြစ်မတင်မိစေနဲ့နောက်ထပ်အဲ့လိုမမားအောင်တော့နေပေးပါဒါသင်ခန်းစာယူခြင်းပဲသူများကိုယ်စိတ်မှုတ်တာကြောင့်သိပြီးသူများတော့ကျွန်တော်ကတအားကြီးမပြောစေချင်ဘူးဒီနေ့ခေတ်ကပြောဆိုဆုံးမရတာသိခက်တယ်ပြောဆိုဆုံးမရတာခက်တဲ့ထဲမှာတစ်ခါတည်းကိုယ်တိုင်တောင်မှပါသေးတယ်အကောင်းဆုံးကတော့သူအဲ့ဒီအမားကိုသူကျူးလွန်အောင်ထိတာကျွန်တော်တို့တစ်ခါတည်းကြည့်နေလိုက်တာကောင်းတယ်